မောင်လို့ရေ မောင်လေးရေနင်းမယ်လေမောင်လို့ရေ မောင်လေးဖာလာလို့တာလေ ဖာလာလောက်တာလေနင်းမယ်လေဖာလာလောက်တာလေ ဖာလာလို့တာလေမောင် ဟုတ် လေး တယ်ရှာတာပြီးတယ်မိတ်ပြအောင်မလုပ်နဲ့ ဟုတ်လားဟုတ်တယ်လားဟေး ကြိုက်ရအဲ့ဒါမျိုးဟိုကနေလိုက်စားအော်အဲ့ဒီအပြီးတော့တက်တာညွှန်နေတယ် ဘာလို့မှလဲလို့မေးနေတာလေ မောင်လေးကဒီလိုဟိုငါလုံးမကြီးရယ် ငါတို့မကြီးရဲ့ လေကိုကလည်းဟို အမားတာကောင်းတယ်အထဲမှာထားလိုက်တော့ မလုပ်ပါနဲ့မလုပ်ပါနဲ့ဟိုဒီလိုပါမကြီးကျွန်တော်ကလေဟိုအချင်းမင်းသမီးဖူးဖူးလေသူ့ကျွန်တော်ကအရန်ကြိုက်လို့ကြည့်လို့ဗျာသူနဲ့အတူတူတွဲကအဲ့ဒါဟိုသူကကျွန်တော်ခါခါတီးညင်သွားတာကျွန်တော်ရဲ့သပင်ကေတွေကလည်းမမိုက်ဘူးတဲ့မျက်နှာကလည်းတဲ့ချောချောမွေးမရှိဘူးလှလှပပလည်းမရှိဘူးတဲ့အဲ့ဒါနစ်ပုံစံနေပြောင်းပြီးတော့မှသူပြန်ချစ်မယ်ဆိုတော့ဟိုငါတို့မှလာခဲ့တာပါငါတို့မှရနှခမ်းမွေးလည်းပေါက်တယ်နော် မကြီးအဖေတူသမီးလေး ဟိုတီးဖေးလည်းတောက်ချောက်တူတာနော် အေးတူလို့လက်ကားမွေးပေါက်တယ် အဲ့တောက်လေဟိုတောက် ဆိုပြည့်တဲ့စင်နဲ့နှခမ်းမွေးရှိတယ် ဟိုဒါဆိုဆိုပြတဲ့စင်နဲ့ညီမတွေ ဒီ ပေါ့ မှာဆိုပြည့်ခင်လိုက်ဆို အော်ဆိုပြခင်လိုက်ဟိုဒီလိုပါမဆိုပြခင်လိုက်ရဲ့ခေါင်းကရှေးတော့ကွာ မမီလိုက်လို့ပါကောမမီလိုက်လို့ပါ မမီလိုက်ရတော့လေအဲ့လိုလှလှပပလေးပြင်အဆင်ပြေနေမှာကြည့်ပါဦးမမီလိုက် သူ့ပြင်ရနိုင်သေးလား ဒါနဲ့မမီပြင်လိုက်ရင်တည်သွားမှာပါသမီးပုံနဲ့တည်သွားမယ်မျက်နှာကျော်လေးတည်သွားမယ်တာတာတော့ ကလည်းအသားသေးသေးလေးပြင် ဟုတ်ပြီအဲ့ဒါမမီပြင်ပေးလိုက်မယ် ဟုတ်ကဲ့ပါမမီ ခါလေးဆောင်ခါလေးဆောင်ခါလေးဆောင် ဆောင်းရတယ်မမီ ခါလေးဆောင်ခါ ထပ်ဆောင်းတယ်မမီ ခါလေးဆောင်ခဏလေးဆောင်လို့ပြောတာအော်မောင်လေးရမောင်လေးကဒီတိုင်းမတ်တက်ကြီးသေးနေတော့ မထက်ကြီးရတယ် နေတော့ မတ်တက်ကြီးရနေတော့မောင်လေးညောင်းမှာပေါ့မမောင်လေးထဲမှာခွန်လေးတောက်ရမနော်ခဏလေးစောင့်နေနော်ဒီမှာရှောက်တန်းနေနော် ဒီလက်လုံးတွေလုံးကကဲမုံတော့မှာ ငကိုတွေကကြည့်ရတယ်ကြာကန်းတော့ဟုတ်မယ် မမကျလာခဲ့မနော် ကဲမုံပဲလို့ပြောနေတယ်ဟာဒီဘက်လာလာကိုလေ ခါလေးဆောင်နော်ဒိုအမဲတဲ့တင်နော် လက်ဆောင်ရင်ကလေးမွေးသွားတာ တတိယနာပါဒီလိုသွဲခါ ဟော ဒီ ဘာပဲဖြစ်ဖြစ်ဘလို့ဖြစ်တိခံမှာပဲမင်းကောင်မလေးကိုရဖို့ရေးကြည့် ကျေးဇူးတင်တယ်ကွာ အခုနောက် မောင်လို့ရေ မောင်လေးရေမောင်လေးရေနင်းမယ်လေမောင်လို့ရေ မောင်လေးမမကူလောအဲ့ဒါလေးဂရင်းတွေ့နေ ညတက်ဆက်ကျွေးလို့ဖြစ်နေ မောင်လေးမောင်လေးမထားထိုင်မောင်လေး ကဲပါပါ မောင်လေးလေလောတာဖုန်လေးခါလာဦးမယ်လေမောင်လေးကလောမင်းချင်းတော်မထားဘူးဇွတ် အဲ့ရမင်းအစီရောပြေ ဟော လား ဆင်းပြ ဟာလို့ ဟာ အဲ့လိုပဲနေနေလာလာပဲဆက်ကြတာ အမရဲ့ဆိုင်ကမကညင်သားသွားစပင်ညက်ဆိုင် ဘာရဲ့ ညင်သားသွားစပင်ညက်ဆိုင် နာမည်နဲ့လိုက်တယ်ညင်းသားသားသပင်ညက်ဆိုင်နဲ့ မောင်လေး ညာ မျက်နှာစပင်ညက်မယ် ညင်းသားသပင်ညက်မျက်နှာကိုဘာ မျက် လဲ နှာကိုလည်းမျက်နှာကိုလည်းပေါင်းတင်မျက်နှာကိုပေါင်းတင်မယ် ဟုတ်ကဲ့ပါမ ရွှေသွင်းမယ် ဟုတ်ကဲ့ ရွှေကိုလေးလိုက်သွင်းမလားအချောင်းလိုက်သွင်းမလားမောင်လေး ကျွန်တော်အချောင်းလိုက်ရွှေချောင်းလိုက်ရှိ ဓမ္မတို့ဆိုင်မှာရွှေရမျိုးစုံရှိတယ်မောင်လေးအချောင်းလိုက်ထိုးတဲ့ကြီးတယ်ကျိုးထိုးတာကိုခေါ်တာပေါ့မောင် ပ လေး စ္စည်းစုံရှိတာ ပရေတွန်းတာလေးတွေအကုန်လုံးဆွဲချပြီးတော့လိတ်သွားအောင်လုပ်ပေးလိုက် ကျွန်တော်တော့ပရေတော့တိတ်မတွန်း မတွန်းမင်းလိုက်ချင်သူ့အိမ်ကြီးလိုက်သွားတယ်သူလိုက်ပေးလိုက်တယ် ဟိုဒါအသားလေးပြူတယ်ဟိုစပင်ကေလေး ပင်ညက်မယ်မျက်နှာပေါင်းတင်မယ်ရွှေသွင်းမယ် ဟုတ်ကဲ့ပါ ဟုတ်ပြီဟောမောင်လေးကိုစပင်ညက်လို့ရှိရင်မောင်လေးစပင်တွေကအများကြီးဆိုတော့လေကျဲနေတော့ အများကြီးကိုမကိစ္စကျေးရတာ မဟုတ်ကောတာတွေကျဲကုန်လိမ့်မယ်ညက်လို့ရှိရင်လေအမပိတ်စာလေးတောက်လိုက်မယ်နော် အာကဲဒီတလုံးမလာလာထိုးတယ် တိခံလေတကယ်ချင်း အမလေး မင်းလာတော့ကိုရေးကြည့်တာ မောင်လေး အမြင်မလေးပေးတော့လာရ အမပိတ်စာလေးတောက်လိုက်မယ် ဟုတ် နော် ကဲ့ပါမဟုတ်ကဲ့ ဒိုအမဲရတနာချစ်ဒိုအမဲရတနာချစ် စပင်နဲ့ညက်တယ်လည်းမြည်တယ် မမီလိုက်တော့ကောင်းတာ ငါဘလို့တယ် ပြီးဖူးဖူးနဲ့မင်းနဲ့ပြီးသွားပြီ ဒိုအမဲရတနာချစ်မောင်လေးရေ မ မောင် ရေ လေးကိုပိတ်စာလေးပတ်ပြီးတော့မယ် ဟုတ်ကဲ့ပါမ မောင်လေးကဒီကမဆူလို့မမပိတ်စာလေးပေးမယ် ဟုတ်ကဲ့ပါ ဒါပေမဲ့ဝေးရသူ့ပေါ်ပါ အမအဲ့လောက်ကြီးလက်ကံတယ်မလို့လေပါ မမြဲပါဆို ရဲပါတယ်အမရဲ့အမအချင်းနဲ့ကနဘယ်ဆိုင်မှလည်းကျွန်တော်အဲ့လိုမမြင်ဘူး မမဇင်းမပါလို့လေ ဘယ်ဆိုင်လဲ ဒိုအမဲရတနာချစ်ဟေးဒိုအမဲရတနာချစ် ပြ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  ဒိုအမဲရတနာချစ် မမီးလေးလက်မိုက် ဒိုအမဲရတနာချစ်ဒိုအမဲရတနာမလေးရေ ဘာရဲ့ မလေးလာသားပြီ အမရဲ့လာမလာတော့မသိဘူးကျွန်တော်မမီးရုပ်ကြီးပတ်ပထားသလိုဖြစ်နေတယ် မ တော့ လေးမောလား မောအောင်မရ မောရင်ချစော မမီလိုက် မမ အနည်းကတုံးပြီးသွားပြီဆိုတော့ခိုင်နှင်းဝင်သွားဖို့ယုံမယ်နော် မမ မလည်းကိုယ်ဆိုင်လိုက်အခက်ကြဒါပဲရှိလေ စပါလေးငါဒီဇိုက်တာသဘောကျတယ်မောရင်နိုးဆိုးလို့ရတာ မလေးကညောင်းတကယ်ပြော ဒါပြီလို့ တပင်ညက်ဖို့လာတာနော် မမနိုးချိုတိုက်ကျွေးတယ်လေ အရေးတဲ့မိခင်နဲ့ကလေးစောက်ကြောက်ဝင်နေတွေ့တယ် မလေးရေ မိုင်းရဲ့ ကာသားပြီ အာကြောက်တယ်ပြီဒီကတော့ဘယ်လိုမှကာလို့မရဘူးဖြစ်နေတယ်လို့ မ
မောင်လေးမမစပင်းညပေးတော့မယ်မကကြီးလေးတော့လို့မနော် ဒါမှယူရပါ နားလေးဆောက်နေနော် ကန်တော့မပြေဘူးလို့ တော့နေနော် အာ ခဏကြည့်ပါပြင်မောင်လေး ပါမပေးလိုက် မောင်လေးကျေးဇူးတင်နေ ဟုတ်ကဲ့ပါကျွန်တော်လက်ဆောင်လေးလာထိုးနေတယ်ဘူးယူတင်လား ဟုတ်မနော်ပြောမဲရတနာချစ် ဘုရားဟော ကိုလောက်ပြီးကောက်သက်လာနေရသေးတယ် လက်မထုတ်နဲ့မောင်လေး လက်မတုံးနဲ့နိုင်မယ်ပါ ဟဲ့ နည်းနည်းတော့သိချာတယ်ကိုမင်းကတော့ရေးကြည့်ရမယ် မင်းအရာဟောရလားကွာ ဟုတ်ပါတယ်မင်းလာပါလိုက် ကွာနေတဲ့ပုံစံကွာ ပုံနဲ့ပြောင်းသွားပြန် မောင်လေးစပင်းညပေါ်မမကကြီးလာပြီ ပလေမမီလိုက်အဲ့ဒါရဘာကြီးလဲ ပန်းချင်ညတဲ့ကကြီးလေး ပုံလေပန်းကန်နေတာပုံလေကျွန်တော်စပင်းနဲ့ပါလေမ မောင် ရဲ့ လေးစပင်းတအားများတယ်ကကြီးသေးရင်မနိုင်ဘူးလေမောင်လေးရဲ့ ဟောစပင်းတအားများလို့လား ဆင်းများလို့လေ ဒီကလိုက်တငယ်ချင်းသူ့ဆိုင်မှာဒီကကြီးကအသေးဆုံးပဲ ဒါကိုသေးသေးတယ်ပေါ့လေ ဘယ်ညတော့မနော်မောင်လေး ပြပါပါ ပြောမဲရတနာ အာအာအာ မဲရ အာ မောင်လေးခေါင်းမှာတကကြီးတောင်ကျိုးတယ် ခေါင်းပါတော့ကကြီးတော့ကျိုးတယ်ဗျာ မောင်လေးလာပါပြီကဲမောင်လေးဘယ်လောက်လာတယ်လဲကြည်လိုက်မှန်ကြည့်လိုက်ပါမောင်လေး မမီမအပေါက်ကြီးနဲ့နည်းနည်းဆို့ထားမှရမယ် ရတယ်မောင်လေးသူပွင့်သွားလိမ့်မယ်မောင်လေးမောင်လေးမှန်ကြည့်တာသဘောကျလားမောင်လေးဒီစပင်းမကြက်မမခေါင်းတစ်လုံးအစ်စ်လေးပေးလိုက်မယ် မလေးမတိလို့မင်းဒီဆိုင်မှာခေါင်းအလဲနဲ့လုံးလို့ရလား ခေါင်းနေအများကြီးရှိတယ်မောင်လေးမမပါဝင်ဒီမှာကတော့ခေါင်းနေပြီ ဟုတ်ဟောစပင်းကဆိုင်ခေါင်းလဲလို့ရတယ်ငါဒီဆိုင်မှာကြားဘူးခပ်မှကြားဘူးခပ်မှကြားဘူး ဟုတ်ပြီဟဲမောင်လေးကစပင်းညက်ပြီးသွားပြီဆိုမင်းနေလိုက်တာထောက်ရိပ်ပေးအောင်ပါပဲမမောင်ချက်ထားလေးသွားလို့မနော်နားလေးစောက်နေနော် အာကန်တော့ပါပဲ ဘယ်မှာစောက်နေနော်ဆပ်မပြေးနဲ့နော် အပြေးပါဘူး ဆပ်ပြေးလို့တပ်ပြတာ38ယောက်ရှိပြီ ပြေးတော့လေအဲ့ဒါကိုပါချင်း မဲရတနာချစ်တော့မဲရတနာ ခါပြန်ပြီ ကိုနာကိုရေးကြည့်တယ်နည်းနည်းတော့သိတာပေါ့ကွာ သိတာနဲ့ကွာ တောင်းနေခြင်းလို့တော့မင်းကိုဒီကိုလာပေး သ တာ ဘောပေါက်တယ်လေ မတပည့်ရကြပြီးသွားပြီတောင်းပြအောင် တော့မဲရတနာ လာလာလေးတော့လုပ်ပေးမမ ဟေး โอเคပါ မောင်ချက်ထားလေးရပြီ မလေးပေါက်တဲ့သားဆိုတာသေးသေးလေးလေးပါရဲ့ မောင်လေးကစပင်းထူးလို့လေမောင်လေး ဟုတ်ရတိုက်နေတာလားစပင်းထူတယ်ထူတယ်နဲ့ မောင်လေးမမထောက်ရိုက်ပြီးတော့မယ် โอเคပါမမဖြည်းဖြည်းလေးတော့ရိုက်နော် ဟုတ်ပြီနော်မောင်လေး โอเคပါ ဒါလေးတော့မဲရတနာ အာဒီပါလေ မမမျက်လုံးမွဲနေလို့ချော်သွားတယ်မောင်လေး sorry စိတ်စွနဲ့ချွတ်စွ โอ้တာကြီးပဲလာတိုက်တယ်တီယိုရိုက်အား တော့မဲရတနာ အာတေယော တော့မဲရတ အာတေယောအာတေယော တော့မဲလာလာပြီ အာလာတယ်ဆိုလဲရပြီဒါကြီးကဘာကိစ္စထူနေတာတော့ မောင်လေး ဒါလေးနဲ့ပဲရေးရမယ်ကောင်နောက်ကပစိကြီးကပါလာသေး အားပါဒီမှာမောင်လေးပါပြီ အာ ဒါပြီမောင်လေးလာသွားပြီမောင်လေးမှကြည့်လိုက်ပါဦး ဒီနိုင်တော့ရောက်ကြည့်တယ်ငါကြည့်နေတယ်တော့သေအောင်ပဲ မင်းနဲ့တော့ပြောင်းလဲနေပြီနော် တော်တော်ပြောင်းလဲနေပြီဟိုသူများမတာတော့မောင်လေးကမတာတော့ကတိုင်းနဲ့တူတယ်ကတိုင်းနဲ့တူတယ်မောင်လေးဆုံးတော့မှာ ဘာကိစ္စတော့မ မောင်လေးဒီကိစ္စဂျုံကန်းလေးပြီးဆုံးတော့မှာလို့ ဟုတ်ကဲ့ပါမမ မောင်ကတော့တည်းရတယ်မောင်လေးခေါင်းဖိပေးအောင်ပါပဲ ဟုတ်တယ်လေ ခေါင်းဖိလေးတော့လည်းမနော် ဟုတ်ကဲ့ပါမမ အဲ့ဒါစောက်နေနော် ဟုတ်ကဲ့ပါ ထပ်ပြင်းနေနော်တို့ကမဲတဲ့တင်လား ဒီတီယိုတခါတည်းယူရတော့ဘာဖြစ်မှမလို့တော့တခုပြီးတခု တော့တီးတာလဲကွက်တီစပင်းကလည်းပုံသားကြ ဒီတော့မိုက်တယ်နော် ညနာလေးကိုမမခေါင်းဖိပေးတော့မယ် ဟုတ်ကဲ့ပါမလေးဘာတဲ့ရပါကြီးတော့လို့ ထုံချစ်လေးမောင်လေး ပြီးတော့တော့လောက်ပါ မောင်လေးကစပင်ထူလို့မောင်လေး တာကိုထူနေသေးတာဟာဟိုဆောက်ရတိုက်နေတယ်လို့ပဲ တို့မဲတဲ့တင်လား ချစ်ပြီးတော့ တို့မဲတဲ့ အာဒီမီလေးကတော့ဘာတော့ အေးပါအေးပါ တော်ကြတယ်ခေါင်းကကျွန်တော်မသိလဲနဲ့တူနေပါဆိုလို့ပါပြင်းပြင်းလေးတော့လုပ်ပေး စမယ်မောင်လေး1 2 3 go လက်ပါနဲ့လက်ပါနဲ့ဟိုဆောင်လက်ပါနဲ့လက်ပါနဲ့လက်ပါနဲ့ဟိုဆောင်လက်ပါနဲ့အေးမောင်လေးရှာပါမောင်လေးဖိပေးလိုက်တာမောင်လေးဘာကြောင့်မလို့ခေါင်းလို့မမရှာပါဖိပေးလိုက် ပြီးဘာကိစ္စဘာသာတရားပါတော့ မောင်လေး လာပါ လာပါပြီ လာပါတာပြန်တော့ပဲ မပြန်တော့မောင်လေးပြီးတယ် ဘုတ်ပြီးပြီလေပါ မောင်လေးမျက်နှာမှာပေါင်းတင်ပေးအောင်မယ်လေ ပေါင်းလိမ့်မကြနေရ ပေါင်းတင်ပေးရမယ် ပေါင်းနေလာပါမှာ ဟက်စလေးလေးရင်ဖြန်းပေးမယ် ဟုတ်ကဲ့ပါမ ဘယ်မှာရှောက်ကနေနော် တောင်းတာ ဖပြင်းနေနော် ဒီပါ တို့မဲရတင်လား အပရမိုင်းတော့ကျင်တော့ဘူးညနာပြောင်းသွားငါမှတ်တော့မမှတ် အခု ဘူး သူ့လက်ရတော်တော်ကြက်တည်တုံးနေတယ်မလား တော်တော်လှနေပြီ ဒါလေး ကောင်းပါလိမ့်မယ်မင်းပြီးစက်ပွဲမင်းနဲ့ပဲတို့တော့လေ ကျေးဇူးတင်တယ်တကယ်ကြီး တို့မဲရတင်နော်မောင်လေး
မောင်လို့ဒါပါစတဲ့ဆွဲနေတယ် မမကိုစိတ်ရှော့လို့ပဲချက်စွတ် ဝါဓာကြီးကလာတိုက်နေတော့တာပဲ ငါလေးကမမမျက်နှာပြီးသွားပြီဆိုတော့စပိန်လေးကို hair spray လေးချမ်းနေတယ် အခုကျတော့တော့လောက်ရခဲ့တယ်တိုက် ဘယ်ချက်ချင်းတောက်တက်သွားတယ် ဟဲအဲ့ဒါနာရကြီးချမ်းနေ မမီ ဟင်ဟာလေ ဒါဘာလုပ်လိုက်တာ hair spray ချမ်းလိုက် ဟုတ်လားမသိမမီဆွတ်မောက်တက်လိုက်သူလိုပဲနော် အဲ့ဒါအော်ဒီကလုံးနေမှာ ဆွဲမောက်တာစပင်းတွေကနေထောင်တက်သွားတယ်သိလား လာပါတယ်မလား မောင်လေးမမမျက်နှာကိုမမဘနာနာမိတ်ကနဲ့ပေါင်းတင်ပေးမယ် ဟဲခမ်းမကြဘူးဗနာနာမိတ်ကဆိုတာ ကပောင်းမှာခုမှပထမဆုံးပေါ်တဲ့မိတ်က ဒါကျွန်တော်ပထမဆုံးလို့ဝမ်းသာလိုက်တာ ခါလေးစောင့်နေနော် ကဲပါ တို့မဲ နေရတော့ဒီပေါက်တယ်လို့ပဲဒီက နောက်ချောက်မေးတာရောက်ဘာတခုမှဒီနောက်ယူမတော့ လာနေတဲ့တဲ့မောင်လေးရေ ဘာရဲ့ မောင်လေးကဘနာနာမိတ်ကနဲ့ပေါင်းတင်ပေးတော့မယ် ကဲပါရတယ်မ တို့မဲတဲ့နော်ချစ် အားလိုက်ပြီးတော့ တို့မဲတဲ့နော်ချစ် ဟောရှိတယ်ဘိုက်ဆိုင်အဲ့ဒီမှာစားပြီးတော့မှလာခဲ့ပါဒီမှာအလှပြင်အောင်ပြီးတော့မှစားလဲရတဲ့ကိစ္စကိုကွာစားတာတစ်ဖက်လှုပ်တာတစ်ဖက်တော့စိတ်သေးရဖို့ကောင်းနေပြီအမလည်းအာ ညနာသားရင်တင်းသွားအောင်လို့ညနာတွန့်နေတယ်လေ တို့မဲတဲ့နော် မလေးအဲ့ဒါဘာတွေလဲလို့ အဲ့ဒါကြီးတယ်လေ ပေါ့ မဟုတ်အဲ့ဒါလို့တင်းနေမှာဆိုလို့အဲ့ဒါငါပြောသေးတယ်လို့ သူပြောတဲ့ဗနာနာမိတ်ကဆို ဒါ တာ နာဆိုတာငါပြောသေးတယ်ကွာပေါင်းတင်ပေးတာငါပြောသေးတယ် ဟော မဂေလို့ပါမလား မြောက်လုံးမှာပိတ်သွားတယ်မြောက်လုံးမှာပိတ်သွားတယ် တို့မဲတဲ့နော်မောင်လေးရေ ပါရဲ့ မမောင်လေးကိုပေါင်တာလည်းရိုက်ပေးတော့မယ် တော့ မမောင်လေးပေါင်တာရိုက်ပေးတော့မှဖရားတရားသာအောင်ပြီလို့မောင်လေး ပါရဲ့မျက်နှာလေးကတော်တော်ဝင်းပြီးတင်းတက်လာတယ်ရော သူကဘာတွေပြောနေတာလဲ မဟုတ်ဘူးပေါက်ရိုက်ပြီးတော့အဲ့ဒါမြင်ပြီးတော့မှာ ပါရဲ့ ဘက်ကမမဘက်ကလည်းမမဘက်ကလည်းပေါင်လို့တဲ့ကိုလေး တကယ်လည်းမမပဲနေရာမှမသိတော့ကျွန်တော်တို့မြောက်လိုက်တယ် ဟုတ်ပြီဟုတ်ပြီဟေးစပြီ လာမယ် ready 1 2 3 go hey အဲ့တော့ဟာ အဲ့ဒါသာဝါဒီလာလားဒီဘက်ကလာလိုက်စားဟဲမျက်နှာလူမမီလိုက်ပဲတော်လိုက်တာ လှလား ကျွန်တော်တကယ်ချင်းမျက်နှာကျွန်တော်မှတ်တောင်မမှတ်မိ မမ တော့ ကိုပြလဲ ဒီမှာ အမလေး